ရှင်နာဘောကသူ့ရည်စားမဟုတ်ကြောင်းအပြက်ညင်လိုက်လို့ဝေဖန်ခံနေရတဲ့ရှိန်တင်သူကိုယ့်ရဲ့ချစ်သူကိုတောင်းမမထားဘူးဆိုပြီးတော့လူမှုကွန်ရက်စာမျက်နှာပေါ်တွေမှာပြည်သက်တွေရဲ့ပြင်းထန်ထန်ဝေဖန်မှုတွေကိုခံနေရတာကတော့လက်ရှိမှာပြည်သက်တွေအားပေးမှုအခိုင်အမာရရှိနေတဲ့တရုတ်ဆောင်မင်းသားရှိန်တင်သူပဲဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းပဲရနာဘောနဲ့ရှိန်တင်သူတို့ဆိုတာကဆက်လံတွဲတော်များများမှာအတူတွဲဖက်တရုတ်ဆောင်ခဲ့ကြပြီးတော့သူတို့နှစ်ယောက်ရဲ့ပုံစံလေးတွေကပြည်သက်တွေရဲ့ရှင်တွေကိုတကယ်ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။ဒီလိုနဲ့အားပေးလာကြရင်အထူးထိပ်ကိုရောက်သွားတဲ့အချိန်မှာတော့ပြီးခဲ့တဲ့ Academy ဆုပေးပွဲကြီးမှာရန်နာဘော Academy ဆုရရှိသွားခဲ့တဲ့အချိန်မှာရှိန်တင်တို့တယောက်ကဝမ်းသာလွန်းလွန်းမျက်ရည်တွေကျခဲ့ပြီးတော့ရန်နာဘောရဲ့ဘားကိုနိုင်ခဲ့တဲ့အထိခံစားချက်တွေပြင်းပြခဲ့တာကိုအားလုံးကမြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်ဒီလိုရင်တွင်းပြခံစားချက်တွေကြောင့်ပဲတာမန်လောက်ဖို့ကင်ဘက်တွေအထက်ပိုတယ်လို့ယူဆပြီးတော့သူတို့နှစ်ယောက်ကတော့တကယ်ကိုတည်ကြတဲ့ချစ်သူတွေပါလားလို့ပြည်သက်တွေကတခက်နဲ့ယုံကြည်ခဲ့ကြတာလည်းဖြစ်ပါတယ်သူတို့ရဲ့ထင်ထားတာထက်ပိုလွန်နေတဲ့ခံစားချက်ပြသမှုတွေကဒီကောလာဟာလာတွေကိုပို့ပြီးတော့မိထိုးပေးသလိုဖြစ်လာခဲ့ရလည်းဖြစ်ပါတယ်ဒါပေမဲ့မျောလင့်မထားတဲ့အလဲအပြောင်းတစ်ခုကြားမှာမကြသေးခင်ကဖြစ်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်ပွဲတစ်ခုမှာသူတို့နှစ်ယောက်လုံးအတူတူတက်ရောက်ခဲ့ပေမဲ့အဆိုပါပွဲမှာရှိန်ရင်ထူကသူနဲ့ရနာဘောဟာစစ်သူတွေလုံးဝမဟုတ်ကြောင်းတိချာပေါက်အပြက်ညင်းဆိုခဲ့တာလည်းဖြစ်ပါတယ်ဒါအပြင်သူကဒီလိုမျိုးသတင်းတွေထွက်ပေါ်နေတာကိုသဘောမကျကြောင်းနဲ့ပူပွင့်လင်းလင်းပြောဆိုလာခဲ့ရလည်းဖြစ်ပါတယ်သူအနေနဲ့လောလောဆယ်မှာတရုတ်ဆောင်လောက်ကိုပဲအပြေးဝအာယုံစိုက်ထားပြီးတော့စီနီယာအနုပညာရှင်တွေဖြစ်တဲ့ကိုကျော်ထအောင်နဲ့မရနာဘိုရိုစီကအနုပညာပညာရပ်တွေကိုသင်ယူလေ့လာနေတော့မယ်လို့ရှင်းလင်းစွာပြောသားခဲ့တာလည်းဖြစ်ပါတယ်သူတို့နှစ်ယောက်ဟာအတူတူအချိန်ဖြုံးလေးရှိတဲ့ရင်းနှီးတဲ့သူငယ်ချင်းတွေသာဖြစ်ပြီးတော့ဒါဟာသူရဲ့တရုတ်ဆောင်စွမ်းရည်ကိုတိုးတက်ဖို့အတွက်အထောက်အကူဖြစ်စေတယ်လို့အခိုင်အမာဖြေရှင်းသွားခဲ့တာလည်းဖြစ်ပါတယ်ရှိန်ရင်ထိုးကသူ့ရဲ့ကိုယ်ပိုင်ဘဝကိုတည်တံ့ထားခြင်းပြီးတော့လူမှုကွန်ရက်မှာထုတ်မပြခြင်းဘူးလို့လည်းဆိုခဲ့တာလည်းဖြစ်ပါတယ်ရှင်ဒီလိုအပြတ်အသတ်ညှင်းဆိုလိုက်တဲ့နောက်ွယ်မှာယုံကြည်ထားခဲ့တဲ့ပရိသတ်တွေကဇဝေဇဝါဖြစ်သွားကြယုံတင်မကပဲအများစုကရှိန်ရင်ထိုးကိုယောက်ျားလေးတစ်ယောက်ဖြစ်ပြီးပွင့်လင်းမှုမရှိဘူးကိုချစ်သူကိုအသေးပန်းမပြုတ်ဘူးဆိုပြီးတော့ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေကြားထဲမှာတာမန်ဝေဖန်မှုတွေထက်ပိုနဲ့နေတဲ့သုံးသပ်ချက်တွေအမျိုးမျိုးလဲထွက်ပေါ်လာခဲ့ရလည်းဖြစ်ပါတယ်တချို့သောပရိသတ်တွေကဒီလိုညင်းဆိုရတာကရှင်နာဘိုဘက်ကရှိန်ရင်ထူရဲ့ဘဝတိုးတက်လန်းအတွက်အနစ်နာခံပြီးတော့အမှန်တိုင်းဝင်မခံတာလို့ထင်ကြီးတွေပြီးနေကြလည်းဖြစ်ပါတယ်အနုပညာလောကရဲ့သဘောတဘာဝအရထွန်းသင်းစမင်းသားတယောက်အတွက်ချစ်သူရှိနေရဲဆိုတဲ့သတင်းကသူ့ရဲ့တက်လန်းနဲ့ပရိသတ်တွေအခိုင်အမာရရှိဖို့အထူးသဖြင့်မင်္ဂလိပရိသတ်တွေရဲ့အားပေးမှုရဖို့အတွက်အဟန့်အတားဖြစ်သွားနိုင်တယ်လို့အခုလိုပဲဖုံးကွယ်ထားရတယ်လို့ဆိုပါတယ်ရှိန်နေတို့ကိုယ်တိုင်ကလည်းခေါင်းဆောင်မင်းသားနေရာအတွက်အစင်းသင်းမဖြစ်သေးပဲအနုပညာလောကမှာတင်ယူစရာအများကြီးကြံသေးတယ်လို့ဝေခံထားတာကဒီအချက်ကိုပို့ပြီးတော့ခိုင်လုံစေနေတာလည်းဖြစ်ပါတယ်နောက်ထပ်လူမျိုးများနေတဲ့အထင်ကြီးတစ်ခုကတော့ရနာဘိုရဲ့မိဘတွေဘက်ကရှိန်နေထူနဲ့ပတ်သက်ပြီးတော့လောလောဆယ်မှာသဘောမတူသေးတာကြောင့်အခုလိုတိုးတိုးတက်တက်နေကြတဲ့ဖြစ်မယ်လို့ယူဆနေကြတာပါရနာဘိုကိုယ်တိုင်ကလည်းသူ့ရဲ့ကိုယ်ရေးကိုယ်ရာကိစ္စတွေကိုတိကျဖုံးကွယ်ထားသူဖြစ်ပြီးတကယ်လို့လက်ထက်မဲ့အခြေအနေကိုရောက်လာမှသာချစ်သူရှိကြောင်းတရားဝင်ထုတ်ပြမယ်လို့ဆိုရပူပါတယ်တချို့ကလည်းရှိန်နေထူကသာရနာဘိုကိုတစ်ဖက်သက်လိုက်နေတာဖြစ်ပြီးရနာဘိုဘက်ကညှင်းဆန်နေတာလို့တောင်တွေးထင်နေကြရလဲဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့သူတွေကရောရှိန်နေထူနဲ့ရနာဘိုရဲ့အပေါ်မှာမိမိတို့ရဲ့အမြင်လေးကိုလည်းပြောသွားပေးခဲ့ကြပါအောင်ရှင်